တန်ဖို့မင်းနားလေလိမ့်မယ်အခါကျမှအော်တအားကြီးရန်တော်လိတယ်နော်ငါမိဒီလိုပြောလို့ငါဒီလိုလုပ်တော့အခုချိန်ငါ AC ဒီလိုနေရငါလုပ်ငန်းရှင်ကြီးဖြစ်နေပြီနော်အဲ့ချိန်ကနေလုပ်ငန်းရှင်ဖြစ်နေပြီတိလားဒီစားစတော့ဆွေအဲ့နာကျွမ်းမကျွမ်းကျင်တဲ့ဟာဦးကျွမ်းကျင်တာဘယ်သူကကျွမ်းကျင်တာအမားကမွေးလာခဲ့တဲ့ကျွမ်းကျင်လို့လားမားရမတူလေမားရအဲ့နာမှာစိတ်ဝင်ရဝင်စားကြငေါကြည့်လိုက်လေတားစိမ်းတော့မကြိုက်ချင်ဘာစိတ်မိတိုင်စရာမလိုဘူးလေအခုကခစ်ပြောင်းနေပြီလေအရင်ကကိုယ်တိုင်လုပ်ရလေအခုကကုန်းစိန်နေလည်းရှိတယ်ကြီးချီလည်းရှိတယ်လောက်အဆင်ပြေတာဟာအဲ့ဒါဆိုလို့ရှိရင်အဲ့လောက်အဆင်ပြေအဲ့လောက်လွယ်ရဆိုလို့ရှိရင်အမတယောက်ထင်းနေဖြစ်တာပဲဟာဦးဘာအတက်မရတော့ဘူးမနေ့ပိုင်းမှာမောပြီးနေ့လည်းပိုင်းဆက်ပြီးမှလုပ်လို့မရတော့ဘူးမေအင်ဂျင်ကြပြီငေါ့လွေတော့ငေါ့ချမ်းအောင်ဆိုငေါ့တက်မောက်ပြင်းနေတခြားတဲ့မလို့လေကိုကလည်းလှုပ်ရှားမလို့လေကိုကမလို့ကုန်းစိန်ခေါ်တဲ့သူကုန်းစိန်မကခေါ်တဲ့ကုန်းစိန်မဆို注意对话那不对呀人家晓得嘛ဟိုဘာတက်ကုန်းဘာမလားဆိုင်ဖွင့်လာတဲ့စားတော့စားကော်ဖီဆိုင်လက်ဖိတ်ဆိုင်啦，鸡鸡呗，送下来，大的我才那个茶铺一样，送下来一天到晚买的那个东西，人多了的，老板们就是在门口站一下，招呼客人的呗，其他都是工人干。这个是完全拉卡面的嘞，毕业生的一百块过龙嘞，这个生意好没才赚呢，生意不好是他死了，不晓得。养我啦，家己都对嘛，过龙下来一面一块啦，过龙下来一百块啦是，拉卡也给了多少一大笔呢，不晓得。那现在表来呀，蛮好骗的哦。现在表来呀，啥叫做哦，工人的考虑呀的，实地的事的表嘛，或者咯，那个叫做啊，个话好骗比solution，啊，说到工人的考嘛啦，么考呀有啦，就只要亲自做，么是不亲自做。哟，只要亲自会的呀。只要亲自要钱要会呢，你会嘛才养得起工人的呀？工人你按那么定嘛的，压力的工人洗的呀，没洗的呀，雇别人雇洗他我也接的，如果别人没洗他屋嘞，我上一年都洗了那个，工来路的时候没下屋嘞。哦。那所以先好看了没有？你帮我掉才讲的开了没有变漂了？你帮掉了讲了开。အဲ့ဒီကြောနဲ့နောက်တစ်ယောက်ပဲကျန်တော့လေနောက်လူတွေထွက်ကုန်ကြမထွက်ဘူးကြီးကောင်းရင်ကြောက်တယ်လို့အချိတ်ဆက်လေးရပြီနာတယောက်လည်းဆိုတာရင်ချင်းတွေ့တော့အရင်ကြီးပန်းကြောက်နေတယ်ကျတော့တနေ့ဆူရသူတငယ်ချင်းနဲ့သူတငယ်ချင်းချမ်းလျက်တော့အဲ့လိုလာပြီအများကြီးအခုတော့မှနော်ကြည့်အမရွှေဘိုးနဲ့ရုပ်ခေါ်လိုက်ကဒီတနေ့ဟောကြည့်ခါရုံနေတယ်ဆိုတာအမကမခေါ်ရဲသေးလို့အဲ့တွင်ဖန်တော့ကြော်ဟောက်ဆို哎嘞，就是出工嘞呗呀嘞，做出好的呗嘞。啊，咱们找搞起来。哦，搞起来嘛是慢慢的给他们练出来喂，慢慢的给他们练出来呢。你说你完全给交给工人做，你样都不做，你说打马工人来做嘛脏活对啊，马白天嘛不对啊啦，不行啦，以前啊，这个假了比嘞，这个包啊假比嘞。မနေ့ကကိုပဲဆိုပြီးမှဘာကျူကပြန်လာရင်မှတနေ့လောက်နေသွားတယ်တနေ့လောက်နေမှဆိုင်မှာလဲကူတာသူတော်မှဆိုင်ကိုစိတ်ကုန်လို့မှမလုပ်ချင်လို့မှရန်ကုန်လောက်သွားတာဟုတ်ပါလားယောကိုပြထဲမှာဆိုနိုင်ပေါ်စိတ်ရင်ခေါက်อ่ะမေอ่ะအဲ့ဒါမျိုးမဟုတ်ဘူးစိတ်ဟာလွန်ချီပါကြောင်းနဲ့ဟာတွေရောကြမ်းကြမ်းတဲ့乱七八糟စနစ်ကလေထားတဲ့တော့ level ကိုမတက်လာဘူးဖြစ်နေဒီလိုပဲအချိန်ပေးရတာပေါ့ဟေးညကအချိန်ပေးရတာပေါ့工人教做工人那个工人都什么也不是呀呢没呀你不是说你马上教马上得不是你要活心回来要教到工人慢慢的养起工人了的呀你要钱学了这个手艺把它学好啊我要转一年，雷扎那么看呀，陆续都去了我了。啊？
လေးစားကလည်းမခံရဘူးလို့ လေးစားရအောင်မမျိုးထိုင်ကြောရအောင်မ အမျိုးပြောတာမဟုတ်လေလူရှိသူရှိလဲអော်တာပဲညီပေါင်းရှိလဲပြောတာပဲအဲ့ဆိုလို့ရှိရင်ငါညီပေါင်းရှိမှာဘလို့ဘာဖြစ်စကားသူတို့ရှိမှာဘာအာနာရှိတော့မလဲသူတို့လည်းတန်းနေပါအေးပါညီပေါင်းရှိမှာအာနာရှိအောင်ဒီကိုပြင်ပြီးတင်ထားပြီမယ်အဲ့တော့ပြောတာကြည့်ပါလားအခုကလေးရောအဲ့လိုဖြစ်အေးပါညီကိုချန်ညီကပညာတတ်မှလားညီပေါင်းရှိမှာညီကဆရာလို့ရမှာပေါ့အေးအဲ့တော့ပြောနေမှာမဟုတ်ဘူးအမားတို့ကညီပေါင်းရှိမှာငါတို့မကောင်းတာရေပြောနေညီပေါင်းဘလို့လေးစားတော့မှာတော့ဒီဘာမကောင်းတာပြောလို့လဲမဟုတ်တာမပြောလို့လဲပြောပြီးမှအနေနဲ့တော့ကွာသူတို့ရှိမှာကိုကလူဆိုတော့အကောင်းတာဆိုးတာတော့အကုန်ရှိမှာပဲသူတို့ရှိမှာအဲ့လိုတော့ပြောစရာမလိုလေကိုတမီးကိုနေချနေရကွာပြီးလို့ရှိရင်လူရှိသူရှိမှာလည်းအော်တော်သေးချင်လို့နင်တို့တော်သေးချင်တော်သေးချင်တယ်အဲ့လိုပြောရင်တော်ရတယ်ပေါ့အဲ့ဆိုလို့ရှိရင်ဘာဖြစ်လို့အခုဒီမတော်ရရလဲဝါညမတော်ချင်လို့နေမှာပေါ့ချိုးနိုင်လို့ねချိုးနိုင်လို့ねဒီလူရှိသူရှိလဲဆဲတယ်ဆဲတယ်ဆိုညီတို့ချစ်လို့ဒီလားနင်တို့ကိုချစ်လို့နီလန်းမားနေတယ်အေးညီတို့မချစ်တဲ့လူကညီတို့မဆဲဘူးညီတို့ဘာမှမပြောတော့ကိုရမပြောရတယ်လေဘာလို့လူရှိသူရှိပြောကြလို့လဲအဆက်ခွဲနေမို့လားရောဘာအဆက်ခွဲလဲဘာအဆက်ခွဲလဲဘလို့အဆက်ခွဲပြောမအောင်妈妈说为你们好啊，不晓得，那是为你们坏呀，那老妈妈给你们变成一个烂人，变成一个坏人呀，把你们讲坏了，你知道？哎呦，懂得呀，对老妈，你都打的没有，过太让多事情了，然后嘛他，我太让多事情了，俺这身上没干多事情了。哪怕俺တို့你တို့စိတ်ချလက်ချနဲ့ထားခဲ့လို့ရမှာဒီလားဒီတော့အရန်တော်စေချင်လို့သူပြောတာဒါမှ你တို့စိတ်ချအောင်လို့အမေက你တို့တက်တက်လုံးမစောင့်ရှောက်နိုင်ဒီလားအမေကအချိန်တန်မြည်ကြီးတဲ့ဝန်မှာငါတို့မြည်ကြီးတဲ့ဝန်သွားပြီဆို你တို့မှာကောင်းမွန်ရေးမနဲ့ရက်တည်နိုင်အောင်ဟုတ်တော့မလားသူများလူကြားမှာမျက်နှာမငယ်ရအောင်你တို့ထားခဲ့မှာအကုန်လုံး你脸面嘛叫你啊，老龙啊，表达，我这脸上那边咯，没把多么多半天了，把路一点的嘛，你咋他呢？来龙啊，表达，雷马那打对面的月你咋他了？没把这个说，他可能那么痛嘞，没把么老那时候老的，没把么短那时候短的，都一点不的，那么阿来吃的。စနေတွေကြောင်းပိတ်ရင်အိမ်မှာဘလို့လို့စားနေဘလို့ချက်ဘလို့လို့အင်တန်ရှိတယ်လို့လဲလဲမမနေဆိုမနေဘူးဟာ reason နဲ့မျိုးပေးတယ်ဘဒုမွေးနေသွားမှမနေဘယ်သွားမှမနေဘာလာမှမသိမတွားနဲ့ဆိုအတင်းတွားတယ်ညနေအလုံးများချင်တယ် तू စောက်ပြီးတော့မဆိုင် तू နဲ့မဆိုင်ဘူး तू ကစားဖို့ရဲ့အိမ်ကိုပဲဆိုင်နေဒီအိမ်ကတာဝယူစိတ်လုံးဝမရှိဘူးမိဘကိုတနာတဲ့စိတ်မရှိဘူးငါမိဘကြုံလားမကြုံလားမြို့အချိန်တန်သမင်းချက်ကျွေးပဲမြို့အချိန်တန်လာဟအောက်ခံပေးရမယ်မင်းကပြောစကားဆိုတော့တခုမှလည်းတင်နာမထောင်ဘူးစကြအဲ့ဒါငါပြန်အော်တာမားလားသူကောင်းတဲ့နေရာပဲနေရာတစ်ခွက်ရှိတယ်ပြောသားရိုးသားမှုရှိသလားမပိုင်စီပဲပို့လိုက်တော့သူ့ကိုပဲထိန်ခိုင်းလိုက်တော့မပိုင်ရောမကိုးနဲ့ငါစောက်ချက်ကွဲမှာငါထုတ်ကိုငါဖြစ်သလိုဖြစ်သွားပြီတော့ငါတို့မျိုးရမှာဒါမျိုးမရှိဘူးမပိုင်နဲ့အာရည
你打的没有不多来听没呢？喏，个里他们看的了嘛，比我记录的，嘛被那听的，嘛被嘛苗呢？သူနဲ့လိုက်တ 喏， ယ် 哎，他呢看的，那么有的，喏，里那么有的，啊老听， သူနဲ့ 打的比他们看的了，里那么有的。 သူနဲ့လိုက်တယ်လေ 你那来个表呢，两都看嘛被呢，啊？知道吗？哎，他呢看的了，里那么有的，啊，把咱说的好的。 对，然后呢，票呢，没落下的不是的，歪的，够了。化妆品的嘛，你巴的嘛，你小小看两回，啊，看我来，他去巴西单的嘛，我带进路呗，我带到都在收嘛，我带到都让我收的，都我带上了收，巴西那看路亚这样东西，难收的，好难收呢呗。我他引起的我比别吹的，够了，难了收了，他看了，啊，拿到学来干嘛对了嘛，啊，到到去编呢，编呀编，然后手机也没搞。 是啥子的？那都没那么多呢，俺现在都不现俺现在，啊，可要回，啊，就是可六个嘛，可要回了，往下，啊，也把我现在中央我在上面地面把我都标了，你没把我拿那种。 啊，你这可溜够了，有了溜够嘛，就可要回了，今天呢，在马路上可要回，那不还修我还修呢，能晓打呢，人家有改变力，看到你啊，人家可是眼睛瞎哦，那不还修啊，但是学生呢，找了老公哦，那种都没用的。当然，钱呢就是他偷，哎，就是他偷，我晓得呢。 我那10万钱在咱们家那给打死，就是他偷了，哎，偷钱，不好那10万钱在他身上，你说让我做呢？我不能刚刚标了嘛面了，说嘛那面，刚刚考标了，你把那双奖了，比你把奖还有改过了，啊？你赔了，等下差了不是的了，等下好呢不？等下好些路不被路的你赔呀？ ราคาเสียอย่างนี้ราคาเปลี่ยนตัวไปหมดละ哎呦没呀如果这是我做不的嘛才的能弄些我到我有没弄到那时候嘛我以前的话我做的那个晓得是让啊我50多岁了啊个谁晓得的我有你们大概我回来回来等你开玩笑了才等你 啊，有个我嘛说了俺们录节了，不过拿回来了，你都会。ပြီးလို့ရှိရင် 老爸谁搞的？ ဆိုင်ရောက်လို့ရှိရင်အလုပ်လုပ်ရင်လည်းဘလောက်လုပ်လို့မကျင်းတဲ့နိုင်ဘူး 有啊，你那老爸没弄打嘛？你弄打的不都有呀？ ထိုက်သူကထိုက်သူက 啊，没哎呀，你那我不会多些去了，喏，爹妈的路呗，叫哪里把路野嘛，啥子开哪嘞？叫哪里把路野？ အဲ့ဒါကလေးလေငယ်လုံးမှမပြောတာနားမလဲလားကလေးကိုတရားသဘောတရားတွေတပြောနေဘူးတော့ပေါက်မလဲကလေးကငငယ်ကလေးကအဲ့တော့ရိုက်တဲ့နေ့တနည်းပဲရှိမှာပေါ့လေ爹妈把路东阿不的，叫哪里？叫哪多好不啦？爹妈阿蒙看比表呢不啦？ 啊，表演了嘛？什么蒙？表演了嘛？什么蒙了嘛？表演了嘛？你什么蒙是搞来的？啊，也牛了。
တက်ရွယ်20ကျော်ပြီလေစဉ်းစားတတ်ရတော့မလဲအဲ့လောက်အမအဲ့လောက်အများကြီးတော့ပြောချင် မကျင်တတ်ဘူးသိလားဟိုတက်လုံး ဟဲ့လားအမအပြတ် အခုစဉ်းစားကြည့်လိုက်အခုဒီအရွယ်မှာအပြင်ထွက်ပြီးမှမများမလုပ်ဘူးဆိုလို့ရှိရင်အခုအိမ်မှာပြန်ပြီးမှလုပ်မှဆိုလို့ရှိရင်တက်လုံးအိမ်ကနေမထွက်တော့ဘူးသိပြီလား ဟာအဲ့ဒီထွန်းကြီးပါရလို့မလားတခါဟမ်အဲ့ရဖိတ်ပါရလို့မလဲအခုညို့အတွေ့အကြုံတက်ယူခိုင်းတာသူတို့သွားချင်တဲ့တဲ့သွားကြည့်လဲကြည့်အတွေ့အကြုံယူကြည့်YouTube ပြီးရင်ကအိမ်မှာလာရင်ကောင်းမွန်လို့အဲ့ဒါလို့ချင်တာအကျိုးလက်ထုံနေလေကောင်းမယ်အခုအတွေ့အကြုံယူခိုင်းနေတာနော်သူအချိန်ကုန်ပြီတော့မှာ တနေ့နဲ့ဘလို့ယူမလဲအတွေ့အကြုံ အခုဒါလောက်ဆိုရင်မင်းတို့ယူတဲ့အတွေ့အကြုံနဲ့တနည်းဆိုလည်းရပြီပြီးမှညီတို့ပညာသင်တန်းတင်တဲ့အယူကြီးနောက်ထပ်ဒီနားနေပြန်တော့တက်ပါသူ့ကိုပြန်ယူ